မိုးအိမ်လို့ခေါ်တဲ့ချီးအိမ်ကင်ဆာကိုအစစ်ဘလို့သတ်မှတ်လို့ရပါသလဲဆိုတာကိုရှင်းပြပါမယ်။မိုးအိမ်က12ကနေ15စက်တီမီတာအထိရှိပါတယ်။မိုးအိမ်ရဲ့အလုပ်ကမိုးမသွားခင်မှာဝန်းတွေကိုတူလောင်ပေးထားတဲ့အရာကိုလှုပ်ဆောင်ပေးတာဖြစ်ပါတယ်။ဝန်းအိမ်ကင်ဆာဖြစ်ပြီဆိုရင်ကင်ဆာအဆင့်ကိုဘလို့သတ်မှတ်ကြမလဲ။ကင်ဆာတစ်ခုပေါ်လာပြီဆိုရင်ကင်ဆာကို D&M ဆိုပြီးတော့မှအဆင့်တက်မှတ်လို့ရတယ်။ M ဆိုပြီးတော့မှအဆင့်တက်မှတ်လို့ရတယ်။ T ဆိုတာက tumor ရဲ့ site ကင်ဆာရဲ့ T ကင်ဆာရဲ့အရွယ်အစားကိုခေါ်တယ်။ T1 ဆိုတာကကင်ဆာဒီဦးနေရန်ရဲ့အတွင်းလွှာကိုရောက်နေပြီ။ T2 ဒီအတွင်းဒုတိယတလွှာကိုထိုးဖောက်နေပြီ T3 ဒီအတွင်းလွှာရဲ့တတိယတလွှာကိုထိုးဖောက်နေပြီ T4 ဆိုတာကအပြင်ဆုံးအလွှာကိုထိုးဖောက်ဝင်ရောက်နေပြီလို့သတ်မှတ်လို့ရပါတယ် N ပေါ့ N ဆိုတာက nodal status ဒါကပြန်ရည်ကြောအကျိတ်တွေပြန်ရည်ကြောအကျိတ်ထဲပြန်ရည်ကြောရဲ့အကျိတ်ထဲမှာကင်ဆာဆဲတွေပါပြီဆိုရင် N1 ပြန်ရည်ကြောရဲ့အကျိတ်3လုံးကနေ4လုံးကိုကျော်ပြီးကင်ဆာဆဲတွေဝင်ရောက်နေပြီဆိုရင် N3 လို့သတ်မှတ်ကြပါတယ်ကင်ဆာရဲ့15ရာခိုင်နှုန်းကမျိုးရိုးဗီဇကြောင့်ဖြစ်တာပါ85ရာခိုင်နှုန်းကကိုယ့်ရဲ့စားသောက်နေထိုင်မှုနဲ့အခြားသောအချက်တွေကြောင့်ဖြစ်တာဖြစ်ပါတယ် M က metastasis လို့ခေါ်တဲ့ဝန်းအိမ်ကင်ဆာဒီအသေးဒို့မဟုတ်အဆုပ်ဒို့မဟုတ်အုံနောက်ကိုပြည့်နေဆိုရင်တော့ M1 လို့ခေါ်ပါတယ်အသေးရောအဆုပ်ကောနှစ်ခုလုံးပြည့်ပြီဆိုရင် M2 လို့ခေါ်ပါတယ်အသေးရောအဆုပ်ရောအုံနောက်ကောသုံးခုလုံးကိုပြည့်နေပြီဆိုရင် M3 လို့ခေါ်ပါတယ်ကင်ဆာအဆင့်1ဆိုလို့ရှိရင်ဝန်းအိမ်နေရန်ထဲမှာပဲကင်ဆာရှိနေပါတယ်ကင်ဆာအဆင့်2ဆိုရင်ကင်ဆာဒီဝန်းအိမ်နေရန်ထဲမှာပဲရှိပြီးအကျိတ်တွေပြန်ရည်ကျိတ်တွေမပါဝင်သေးပါဘူးကင်ဆာအဆင့်3ဆိုရင်ဝန်းအိမ်နေရန်ကိုထိုးဖောက်သွားပြီးတော့ပြန်ရည်အကျိတ်တွေလည်းကင်ဆာဆဲတွေဝင်ရောက်နေပါပြီကင်ဆာအဆင့်4ဆိုရင်ဝန်းအိမ်ရဲ့အပြင်ဘက်ကောအပြင်ဘက်အလွာရောအသေးအဆုပ်အုံနောက်ကိုဝင်ရောက်နေပြီဆိုရင်တော့ကင်ဆာအဆင့်4လို့သတ်မှတ်ကြပါတယ်